မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာဒီကနေ့မှာတော့ရွှေကျဲ channel လေးကနေကြက်မြေပေါ်ကဂိုတောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးချင်ပါတယ်ကျွန်တော်တို့ channel လေးကိုစင်ဆက်မပြတ်အားပေးနေကြတော့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဇလန်းတင်ဆက်သူကိုငယ်ပါဇလန်းလေးကဒီလိုပါကိုသူတယောက်ဂိုတောင်းညဆောင်လုပ်တုံးကကြုံခဲ့ရတဲ့အကြောင်းလေးပါကိုသူကပရိဘောကပစ္စည်းကိုတောင်မှာညဆောင်လုပ်တယ်ညဆောင်ဆိုပေမဲ့ဂိုတောင်မှာညဘက်အဆောင်သဘောမျိုးနဲ့တွားအိပ်ပေးရတာတညလုံးထိုင်ဆောင်ပေးရတာမျိုးလည်းမဟုတ်ဘူးအစာဦးကတော့ဂိုတောင်တွေရဲ့ထုံးစံတိုင်းပက်ပက်လေရောခေါင်မိုးတွေရောတွပြားတွေကာထားပြီးကျဲလဲတော်တော်ကျဲတယ်ကိုတူနေရတာကတော့ဂိုတောင်ရဲ့ထက်ခိုးလို့နေရမှာပေါ့ပရိဘောကဂိုတောင်ဆိုတော့ဂရင်ဘီရိုစပွဲကုံထိုင်ကုံမှန်တင်ကုံစာအုပ်စင်ဝေးရပါကင်ထုတ်စတဲ့ပစ္စည်းတွေအပြည့်ပါပဲဂိုတောင်ရှိတဲ့နေရာကစင်ကြိမ်ဘုံရက်ွက်တစ်ခုရဲ့အစွန်မြေရိုင်းကွင်းထဲမှာရှိတာဘေးမှာလည်းပိတ်ဆဂိုတောင်ကော်စောဂိုတောင်ပလတ်စတစ်ဂိုတောင်စတဲ့အခြားဂိုတောင်တွေလည်းရှိသေးတယ်ဂိုတောင်တွေတစ်ခုနဲ့တစ်ခုကြားမှာတန်ဆူးကြိုးတွေနဲ့ပဲခြံစည်းရိုးအဖြစ်ခြားထားတာလေကိုတူအလုဆဝင်တဲ့ညကလေးကညီနဲ့ဘီးဆိုတာနဲ့ခွေးတွေအရန်ဦးတယ်ဂိုတောင်တွေအရှိလမ်းမှာခွေးတွေအုပ်လိုက်ထိုင်ပြီးအကြာကြီးဆွဲဆွဲငင်ငင်ဦးနေချတတ်တယ်ကိုတူအတွက်ကတော့ဒီလိုခွေးဦးတာကရွာမှာနေစဉ်ငငယ်ကလေးကကြားနေရတာမျိုးဆိုတော့အရန်တော့ထူပြီးမကြောက်မိတော့ခွေးဦးတန်နေနားထောင်ရင်အိရတာများတော့အိယာဝင်တချင်းလို့တောင်ဖြစ်နေပြီမဟုတ်လားဒါပေမဲ့ထူးဆန်းတာကိုစသတိထားမိတဲ့ညမှာအဲ့ဒီညကကိုတူအိပ်ပျော်ခါစားခွေးဦးတန်ကြားတာနဲ့နိုးလာတယ်ခွေးကနာလို့អော်တဲ့အတန်မျိုးတူတကင်ရင်နဲ့អော်တဲ့အတန်မျိုးကိုမှတစ်ချက်တွပြားတွေကလည်းတဘုံဘုံနဲ့အတန်ထွက်လာတော့တယ်ပုံမှန်နဲ့မတူတဲ့အတန်မျိုးဆိုတော့ကိုတူလေးခွာနဲ့တန်မီးယူပြီးထက်ခိုးကဗရင်ပေါက်ကနေခြေဖော့ပြီးကတ်သွားလိုက်တယ်ဗရင်ပေါက်ကကဲလားပုံစံမျိုးဆိုတော့အန်ချမပိတ်ပဲအမြဲလိုခက်ဟာလေးပဲထားတာအဲ့ဒီဟားတဲ့နေရာကနေကိုတူအတန်ကြားတဲ့ဘက်ငုံကြည့်လိုက်တော့ခွေးကပြေးဖို့ကြိုးစားနေတယ်လို့အကြောက်အကန်ယုံနေတော့တယ်ဒါပေမဲ့ရှင်းမရောက်ပဲနေရာမှာတင်ရက်ကန်ဖြစ်နေပြီအနောက်ကတယောက်ကဆွဲရန်လိုက်တယ်လို့ကိုတောင်းနံရန်ကတွပြားနဲ့တဘုံပစ်တိုက်ပြီးလဲကျသွားလိုက်ထပြေးလိုက်နဲ့ဖြစ်နေတော့တယ်ကိုတူကြည့်နေရင်တော်တော်လေးအံ့ဩသွားတယ်စိတ်ထဲမှာလည်းတခုခုပုံမှန်မဟုတ်တော့ဘူးဆိုတာသတိထားလိုက်ပြီးတော့တယ်ဒါပေမဲ့ကြောက်တော့ကြောက်မသွားဘူးကိုတူကတော်ရုံအချောက်လန့်တွေလောက်ကိုကြုံခဲ့ဘူးတဲ့သူဆိုတော့ဒီအချိန်တွေလောက်ကတွေးမပြတ်ဘူးလေဒါနဲ့ခွေးရဲ့ဘေးနားတစ်ဝိုက်ကိုလေးကွားနဲ့ချိန်ပြီးမမြင်ရတဲ့အရာကိုရန်တမ်းမှန်းပစ်လိုက်တာနောက်စာလုံး9လုံးလောက်နဲ့ပစ်ပြီးသွားတဲ့အချိန်ကျတော့ခွေးကပြေးလို့ရသွားပြီလွတ်ရပြေးသွားလိုက်တာနောက်ကိုလှည့်မကြည့်တော့ဘူးအဲ့ဒီအခါကျမှကိုတူလဲအိယာဘက်ပြန်လာပြီးမအိတ်ခင်ဖះသေးချာရှ िख ိုးပြီးမှပြန်အိတ်လိုက်တော့တယ်နောက်တညကျတော့ကိုတူညလဲစာစားနေတော့ဂိုတောင်ခေါင်းရင်ဘက်ကနေခဲချင်းထုတန်လို့အတန်ကြားတာနဲ့အတန်ကြားတဲ့ဘက်ကိုတွားပြီးတွတ်ပေါက်ကနေချောင်းကြည့်လိုက်တော့တယ်မြင်လိုက်ရတာကကလေး2ယောက်တယောက်ကယောက်ျားလေးတယောက်ကမိန်းကလေးဝတ်ထားတာကတော့ခက်နန်းလေးတွေပါပဲကိုတူဘက်ကြောပေးပြီးထိုင်နေကြတာမြေကြီးဘောကတခုခုကိုခဲနဲ့တထောက်ထုနေကြတာသူစိတ်ထဲမတင်ငါပေမဲ့မျက်နာမမြင်ရတော့လူလားပါလားမကွဲပြားသေးဘူးအချိန်မတော်ကြီးဒီနေရာမှာရှိနေတာဆိုတော့လူမဟုတ်တာလည်းဖြစ်နိုင်တယ်လို့အနီးကကျူးအိမ်တွေကကလေးတွေဂိုတောင်ဘက်ခိုးဝင်တာမျိုးလည်းဖြစ်နိုင်တယ်လေဒီတော့တဲကွဲတီးရအောင်ဆိုပြီးချောင်းဟန်တန်ခက်ကြဲဟန်လိုက်နှစ်ယောက်လုံးကပြူးပြနဲ့ကြည့်ပြီးလက်ထဲကခဲနဲ့အတန်ကြားတဲ့နေရာကတွတ်ကိုခဲနဲ့တောင်ကလေးနေအောင်တူပြီးပြေးကြပါလိမ့်ရောလက်ကြည့်တဲ့အထိကိုကလေးတွေရဲ့သေယုံအမှန်ကိုသူမသိသေးဘူးပြေးမှတေချာသွားတော့တာပဲကာထားတဲ့6ပေကြောတန်ဆူးကြိုးစီယိုကိုတစ်ချက်ထဲနဲ့ခုံသွားပြီးဘေးကဂိုတောင်ခေါမိုးပေါ်တက်သွားလိုက်တာမှရှော့ကနေပဲကိုတူလဲကြောက်သွားတာတော့မဟုတ်ပေမဲ့ရှင်တုံသွားတာတော့အမှန်ပါပဲအရင်ကကြုံခဲ့ဘူးတဲ့နာနာဘာဝအတွေ့အကြုံကအရိပ်မြင်အတန်ကြားခါတို့ခြေတိုးလောက်ပဲထင်နေတာဒီလိုအနီးကပ်ထင်ရှားမြင်ဘူးတာကပထမဆုံးဆိုတော့နည်းနည်းတော့ခြေမကင်မိလက်မကင်မိနဲ့ဘာလို့ရမှန်းမသိဘူးဖြစ်သွားတယ်ဒါနဲ့ထမင်းကြော်ထည့်ထားတဲ့ဖော်ဘူးကြီးကိုဆွဲပြီးထက်ခိုးပေါ်ပြေးတက်တော့တာပဲ
အပေါ်ရောက်မှအိမ်ကယူလာတဲ့ပရီလေးလက်မှာပတ်ပြီးတက်တလောက်မှတ်တလောက်ရွတ်ဖက်နေလိုက်မှစိတ်ကပြန်ငြိမ်သွားတော့တယ်နောက်ပိုင်းညတွေမှာနည်းနည်းပိုတိတာလာတော့တယ်ဂိုးတော်ဘေးမှာပတ်ပြေးနေတဲ့ခြေတံတွေကလေးရဲတံငိုတံတွေကြားရတာစိတ်လာတော့တယ်အစပိုင်းတော့လူကက်တယ်ထင်လို့ကိုသူထားကြည့်လိုက်သေးတယ်နောက်အကြောင်းသိလာတော့မကြည့်ဖြစ်တော့ဘူးနောက်ပိုင်းရက်တွေမှာဂိုးတော်ခေါင်မိုးပေါ်မှာတဒုံဒုံပြေးတဲ့ခြေတံတွေပါကြားလာရတယ်ဂိုးတော်ကမြင့်တဲ့အပြင်ဘေးမှာအပင်ကြီးမရှိတော့တစ်ကိုင်းကျိုးကြတာလည်းမဖြစ်နိုင်တယ်လို့ကြောင်တို့ရှင်းတို့တက်ပြေးတာမျိုးလည်းမဖြစ်နိုင်ပြန်ဘူးခြေတံကအရန်ကျယ်ပြီးအားလည်းပြင်းလာတယ်တခါတလေဆိုခေါင်မိုးပေါ်ကနေရှော့ဆိုဆင်းသွားတဲ့အတန်မျိုးကြားရပြီးမြေကြီးပေါ်အရှိန်နဲ့ကြားတယ်လို့အုံကနေအတန်ကျယ်ကြီးကြားရပြန်တယ်ကိုတူလိုယောက်ျားလေးတောင်အတန်ကြားရုံနဲ့လမ်းလောက်အောင်ကိုအတန်မျိုးစုံထွက်လာတော့တယ်ကိုတူအိပ်ပျော်နေတဲ့အချိန်ဆိုခေါင်းရင်းကတွက်ပြားကိုလက်သေးနဲ့ချစ်တယ်လို့အတန်ကြားလိုက်လက်ခောက်နဲ့လာခောက်တယ်လို့အတန်ကြားလိုက်နဲ့ဖြစ်လာတော့တယ်ခောက်တာမှစီးချက်ကြကြကိုခောက်တာပြောရရင်အတန်ပေးတာတွေကတဖြည်းဖြည်းနဲ့ကျန်းလာတယ်ပဲပြောရမလားပဲကိုတူအိမ်မောကျနေတဲ့အချိန်မျိုးမှာဆိုနားထဲမှာစကားပြောစံတွတ်ကြားရတာမျိုးတွေပါဖြစ်လာတော့တယ်စကားပြောနေမှန်းတော့စိတ်ကသိပေမဲ့အိတ်ချင်စိတ်အားကြီးနေတော့အတန်ကြားနေရတာဘာပဲပြောနေမှန်းကိုသေချာမသိရဘူးအိမ်မက်လိုတကယ်လိုနဲ့ညတိုင်းကြားလာရတော့တယ်ဒါပေမဲ့အဲ့လိုတွေအထိလဲကိုတူအစဉ်ပြေသေးတယ်ထင်အောင်ထင်မှားလိုပဲစိတ်แท้သတ်မှတ်ထားပြီးမနေရဲမထန်ရဲကြောက်မိလောက်တဲ့အထိမဖြစ်သေးဘူးဒီလိုနဲ့တညမှာတော့ကိုတူနည်းနည်းချိုက်ချိုက်အိပ်ပျော်နေတဲ့အချိန်အတန်တစ်ခုကြောင့်နိုးလာတော့တယ်အတန်ကပါဇက်ထဲမှာရေငုံပြီးခလူးခလူးလှုပ်တလို့အတန်မျိုးကိုမှတော်တော်ကြဲကြဲကြားလိုက်ရတယ်အတန်ကြောင့်နိုးလာပြီးကိုတူမျက်လုံးဖွင့်ကြည့်တော့ပတ်ဝန်းကျင်ကလုံးဝမှောင်ပိတ်နေတော့တယ်ဒီတော့မီးပြတ်နေပြီဆိုတာသိလိုက်ရတော့တယ်ကိုတူအဲ့ရင်အောက်ထပ်မီးလုံးတွေအားလုံးပိတ်ပေမဲ့ထက်ခိုးပေါ်ကနှစ်ပေမီးချောင်းကိုတော့မပိတ်ဖြစ်ဘူးအတန်ကြားရလို့နိုးလာတာမှန်ပေမဲ့အတန်တွေကြားရတာရိုးနေပြီမို့လို့ထူပြီးသတိမထားမိဘူးဒါနဲ့ကိုတူလည်းနိုးလာမဲ့အတူတူရေတောက်အောင်မယ်ဆိုပြီးထထိုင်လိုက်တော့မြင်လိုက်ရတဲ့အရာကြောင့်အိမ်မုံဆုံဝါဖြစ်နေတာတွေအကုန်လုံးပျောက်ကွယ်သွားတော့တယ်ခြံအောင်ထဲကိုသူ့ချေရင်နဲ့တပေလောက်ပဲကွာမဲ့နေရာလောက်အမောင်ထဲမှာဝါကျင့်ကျင့်နဲ့ထိန်တောက်နေတဲ့မျက်လုံးနှလုံးသူ့ကိုတေချာကြီးစိုက်ကြည့်နေတော့တယ်စမြင်တဲ့အချိန်မှာလန့်သွားပြီမယ်စက္ကန့်ပိုင်းအတွင်းခေါင်းထဲဝင်လာတဲ့အတွေးကကြောင်နေမှာပေါ့ကွာဒါပေမဲ့တစ်ချိန်လေးမှပဲပြန်တွေးမိတာကဒီကိုယ်တော်လေးကကိုတူသာအပေါက်ဖွင့်မပေးရင်ကြောင်မပြောနဲ့ကြက်တောင်ဝင်လို့မရဘူးလေပြီးတော့မျက်လုံးကကြောင်မျက်လုံးအရွယ်အစားမဟုတ်ဘူးတာမန်လူမျက်လုံးတဲ့ကြီးလဲကြီးတယ်ကျဲလဲကျဲတယ်ပြူးလဲပြူးတယ်ရှိနေတဲ့အမြင်ကလည်းကိုတူထိုင်နေတာထက်တောင်ပိုမြင့်တဲ့နေရာလောက်မှာဒါနဲ့ကိုတူငြိမ်ကျသွားပြီးတေချာကြည့်မိတော့အဲ့ဒီမျက်လုံးကြီးကလည်းပြန်ကြည့်နေတာမှမျက်တောင်တောင်မခတ်တော့ဓမ္မီကကိုတူလက်တကန်းအကွာမှာရှိနေပေမဲ့ကိုတူနည်းနည်းမှမလှုပ်ရတော့မတော်လို့ကိုတူကိုဆွဲချသွားမယ်ဆိုလှမ်းဆွဲချလို့ရတဲ့အကွာအဝေးမှာရှိနေတာဆိုတော့ကိုတူမစွန့်စားရဘူးပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်နေတာဆိုတော့ကိုတူပို့ပြီးစိတ်ချောက်ချလာတယ်ဒီအတိုင်းငိုင်းပြီးထိုင်ပြီးကြည့်နေမိတာကိုဘယ်နှစ်စက္ကန့်လောက်ကြာမှမသိဘူးဖြစ်သွားတယ်ခဏလောက်ကြာတော့သူ့စိတ်ထဲဒီအတိုင်းကြီးထိုင်ကြည့်နေလို့တော့မဖြစ်ဘူးစောင်းကောင်းပြီးချုံပြီးနေမယ်ဆိုပြီးစောင်းကိုဆွဲဖို့လက်လှုပ်လိုက်တဲ့အချိန်ဟင်းဆိုပြီးလှမ်းဟမ်းလိုက်တယ်လို့အတန်ကြီးထွက်လာတော့ကိုတူးဆိုတာနှလုံးကငယ်ထိတ်တက်ဆောင်ပြီးလားမှတ်လိုက်ရအောင်လက်မြည်လူကတုံတက်သွားတော့တယ်ဒါနဲ့မလုံးမရှက်ကြီးထိုင်ပြီးတောင်ကြည့်မြောက်ကြည့်နဲ့လူကချွေးတွေဆူလာတယ်ဖျားစာရွတ်ဖို့လည်းမရဲပြန်ဘူးဖြစ်နေတယ်တော်ကြဖျားစာရွတ်တာတီးလို့တောသဘုံထပြီးကင်ပေါက်တောင်းချမ်းနေမှလည်းကြောက်ရသေးတယ်အဲ့ဒီဟာကြီးကလည်းဘဲမှမရွေ့ပဲကိုတုကိုပဲပြူးထိန်အောင်စိုက်ကြည့်နေတော့တယ်နာယူဝဲကြော်ကြော်လောက်ရှိမယ်ဒါပေမဲ့သူတို့ကံကောင်းသွားတာတခုကနည်းနည်းကြာတော့ဖြတ်ကနေမီးပြန်လာပါလေရောအမောင်နဲ့မျက်စိအသားကျနေတဲ့အချိန်မီးလာလိုက်တော့ကိုတုမျက်လုံးကပြာကနေဖြစ်သွားတာနဲ့ကိုတူလည်းမျက်လုံးကိုမှိတ်ပစ်လိုက်မိတယ်ပြီးမှပြန်ဖွင့်ကြည့်တော့ခြေရင်းမှာခုနကမျက်လုံးကြီးမရှိတော့ကိုတုချင်အောင်ကတော့တယောက်ယောက်ပြေးထွက်သွားသလိုလှုပ်ခါရမ်းပြီးကြံရစ်ခဲ့တော့တယ်ကိုတူရင်တွေတုံပြီးဘေးကတံပြီးဖုံးပရီးနဲ့ဖျားစာအုပ်ကိုကောက်ကင်ပြီးပြန်မအိပ်ရဲတော့တာမို့မိုးလင်းပေါက်ထိငုတ်တုတ်ထိုင်နေခဲ့ရတယ်အဲ့ဒါကပထမဆုံးအနီးကပ်ကြုံခဲ့ရတဲ့ညပါနောက်တစ်ခါကြုံတာကလည်းမီးပြတ်နေတဲ့အချိန်ပါပဲဒါပေမဲ့ဒီတစ်ခါကအရန်မိုးမချုပ်သေးဘူးည9 နာရီလောက်ပဲရှိသေးတယ်အဲ့ဒီတော့ကမိုးဦးကြားဆိုတော့မီးကခဏခဏပြတ်နေတယ်
မီးပြတ်သွားတော့ကိုတုဘေးကမီးပြတ်တက်လို့စောင်းထားတဲ့မီးအိမ်လေးဖွင့်ထားပြီးဓမီလဲလိုရမယ်ရကင်ထားရသေးတယ်လူကမသိစိတ်ကြောင့်နည်းနည်းတော့လန့်နေတာပေါ့အဲ့ဒီအချိန်အောက်ထပ်ကနေထုံးစံအတိုင်းအတန်တွေစထွက်လာတော့တယ်ခုံနေရွှေ့သလိုတကြွကြွနဲ့အတန်ကတော်တော်ကြီးတယ်အစားကတော့ကိုတူစင်းကြည့်ဖို့မရဲသေးဘူးဒါပေမဲ့မကြည့်လို့ပစ္စည်းတွေတစ်ခုခုဖြစ်သွားရင်ကိုတူပဲတာဝန်ယူရမှာဆိုတော့အာတင်ပြီးဆင်းလာခဲ့တော့တယ်ကိုတူလေကားကနေဆင်းလာပြီးအောက်ရောက်တော့အတန်တွေကပူကျဲလာတယ်ကိုတူတယောက်အတန်ကြားတဲ့ဘက်တွေဓမီနဲ့လိုက်ထိုးကြည့်လိုက်တော့ရိတ်ကနေတွေအများကြီးမြင်လိုက်ရတာနဲ့လူကချွေးစေးတွေပြန်လာတော့တယ်ဒါပေမဲ့ဂိုတောင်အလဲလမ်းကနေဖြည်းဖြည်းချင်းလျှောက်လာပြီးဓမီနဲ့ဟိုဘက်ထိုးကြည့်ဒီဘက်ထိုးကြည့်လုံနေတော့မှပဲတနေရာအရောက်မှာတော့လူတကိုယ်လုံးအခဲခံလိုက်ရသလိုတောင့်တင်းကြီးဖြစ်သွားတော့တယ်မှုရတွေထောင်ထားတဲ့အစွမ်းမှာပြိုကျမှာဆိုလို့စက်တီတွေနဲ့ထိန်ပြီးခုထားတာရှိတယ်အဲ့ဒီစက်တီပေါ်မှာဒူးကြီးဖြဲကားထိုင်ပြီးခေါင်းငိုက်ဆိုင်နဲ့ထိုင်နေတဲ့ဖြူပြပြကြီးခေါင်းကသပင်ကျွတ်တူကျတဲ့နဲ့ကိုလုံးဒီတစ်ခုလုံးမှာခါနာကပစိုးလိုအကွက်စင်အဝက်ပိုင်းလေးပဲပါတော့တယ်ခြေထောက်တွေလက်တွေကအရှိကြီးအသားရောင်ကဖြူနေတာကပြာတဲ့ဘက်ရောက်နေတဲ့အပြင်ဓမီရောင်အောက်မှာဆိုတော့အမောင်ထဲမှာကွက်မြင်နေရတယ်လို့မို့ပိုကြောက်ဖို့ကောင်းနေတော့တယ်ကိုတူတယောက်အကြောက်လွန်ပြီးအကြည့်လဲမလွဲဖြစ်ဘူးဓမီကိုလည်းလက်ကချစ်ပေါအောင်ကင်ပြီးအဲ့ဒီဟာကြီးစီမီးထိုးမိတာကိုလည်းမလွဲမိပြန်ဘူးကြောက်စိတ်ကြောက်လက်တွေကတဆက်တုံလာပြီးမီးရောင်ကပါလှုပ်လာတော့တယ်အဲ့ဒီဟာကြီးကခေါင်းငုံထိုင်ရကနေမတိမတာမော့ကြည့်လာတော့မြက်တွင်းဟောက်ပတ်မဲမဲကြီးမြင်လိုက်တော့မှလူကသတိပြန်ဝင်လာပြီးထက်ခိုးပေါ်တက်တဲ့လှေကားဘက်ပြန်ပြေးတော့တာပဲပါဇက်ကအော်တော့အော်နေပြီမဲ့အတန်တအေးကလွဲလို့ဘာမှအတန်ထွက်မလာဘူးအပေါ်ရောက်တော့ချင်တော်နဲ့အမြန်ပြေးဝင်ပြီးအသင့်ဆောင်ထားတဲ့ဝရင်တို့ကောက်ကန်ရင်ဘာလာရိုက်ချမယ်ဆိုတဲ့စိတ်နဲ့ထိုင်ဆောင်နေလိုက်တော့တယ်တရေကလည်းကိုတူဝရင်တို့ဆောင်ထားတာသိလို့လားမသိဘူးအပေါ်လိုက်မလာတော့အောက်မှာပဲခုံနေရွှေ့ရင်စူညံနေတော့တယ်မီးပြန်လာမှအတန်လဲတိတ်ကျသွားပြီးဘာမှမရှိတော့သလိုငြိမ်သက်သွားတော့တယ်ကိုတူတယောက်အဲ့ဒီညကလည်းတော်တော်နဲ့အိတ်မပြောဘူးမီးလာတော့အထဲမှာအတန်ငြိမ်သွားပြီမဲ့အပြင်မှာကတော့ခြေတံတွေကုတ်တန်ချစ်တံတွေကတော့ထွက်နေတော့မို့လို့စိတ်ချလက်ချမအိပ်ရတာနဲ့ဖျားစာကြဲ့ရွတ်နေရင်မနက်3နာရီလောက်မှအိပ်ပျော်သွားတော့တယ်နောက်တစ်ခါကျတော့ည7နာရီလောက်ကိုတူတယောက်ဂိုရောင်ရှိမှစစ်လိတ်ထွက်တော့နေရင်တငယ်ချင်းတယောက်နဲ့ဖုံပြောနေတော့တယ်အဲ့ဒီအချိန်မှာဟိုဘက်လမ်းထိပ်ကနေစကားပြောရင်လမ်းလျှောက်လာတဲ့ခြေတံကြားရတာနဲ့လှမ်းကြည့်လိုက်တော့တယ်ဒူတွေမမြင်ရသေးပဲမီးရောင်ခက်လက်လက်သာမြင်ရတယ်မီးကရေနံစီမီးအိမ်လိုဟာမျိုးကိုခတ်မြောက်ကင်လာတယ်လို့မျိုးနှိမ့်လိုက်မြင်လိုက်နေပေါ့ဒါနဲ့ဒီကတဲ့ဒီလိုမီးအိမ်သုံးတဲ့သူကရှားတဲ့အပြင်ဒီအချိန်ဒီလန်းနဲ့လူဖြတ်တာလည်းရှားတယ်ဆိုတော့စိတ်ထဲထူဆန်းပြီးတေချာကြည့်မိနေတော့တယ်ကိုတူနဲ့နီးလာတာမြင်ရတော့လာနေတာကလူ3ယောက်တယောက်ကအသက်ခက်ကြီးယောက်ျားကြီးနောက်2ယောက်ကအသက်20ဝန်းကျင်ခန့်ရှိမိယောက်ျားလေးတယောက်နဲ့မိန်းကလေးတယောက်စကားတန်တွေအရဆိုရင်ဦးလေးကြီးကတခုခုကိုမကြေမနက်နဲ့စူမန်မဲနေတဲ့ပုံပါပဲဒါနဲ့ကိုတူပို့ပြီးအာယုံစိုက်ကြည့်နေတဲ့အချိန်အဲ့ဒီ3ယောက်ကဂိုရောင်ဝင်းရှေ့ရောက်တော့လမ်းလျှောက်နေတာရက်ပြီးကိုတူကိုလှည့်ကြည့်လိုက်တော့တယ်လှည့်ကြည့်တာမှ3ယောက်စလုံးလှည့်ကြည့်ပြီးကြည့်ပုံကလည်းစားမတက်ဝါမတက်နဲ့ဒါနဲ့ကိုတူကြောင်သွားပြီးဒီလူတွေကဘာလဲဟာဆိုတဲ့ပုံစံမျိုးနဲ့တေချာပြန်ကြည့်လိုက်တော့မှမီးအိမ်ကင်ထားတဲ့လက်ကလေထဲမှာတင်ဝဲနေတဲ့လက်ပြက်ကြီးတစ်ခုပြီးတော့အဲ့ဒီ3ယောက်လုံးကဒူးလောက်ကနေအောက်ပိုင်းလုံးဝမပါပဲလေထဲဝဲနေသလိုပုံစံတွေဖြစ်နေတော့တယ်ဒီလိုကြီးမှတော့ကိုတူလည်းသိလိုက်ပြီလေလူကလှန့်ပြီးကြောင်မွေးတွေပါထောင်သွားတယ်စလိတ်မီကိုမြေကြီးပေါ်ပစ်ချလိုက်ပြီးမှတမ်းမပြေသေးပဲအကျင့်ပါနေတဲ့ခြေထောက်ကစလိတ်မီကိုဖိချိတ်လိုက်သေးတယ်ပြီးမှဂိုတောင်နဲ့တန်းနေအောင်ပြေးတော့တာပဲပြေးတာလူကဒူးတွေမခိုင်တော့ဘူးတရောတော့ပါနဲ့ပြေးထွက်လာခဲ့တော့တယ်ဖုံပြောနေတဲ့တစ်ဖက်ကတငယ်ချင်းကလည်းကိုတူဘလုံးပထွေးပြောနေတာတွေကိုကြားပြီးဘာဖြစ်တာလဲလို့မေးနေတော့တယ်ကိုတူမဖြေနိုင်သေးလို့ဖုံချပစ်လိုက်တော့တယ်အဲ့ဒီနောက်ပိုင်းကစပြီးကိုတူအလုတ်ထွက်လိုက်ဖို့စဉ်းစားလာမိတော့တယ်အလုတ်ကတတာနဲ့ပိုက်ဆိုင်ရနေတာဆိုတော့ထွက်ရမှာကလည်းနှမျောမိတယ်ဆက်လုပ်ဖို့ကလည်းစိတ်ကမရဲတော့ဘူးဆိုတော့ချီတုံချတုံတွေဖြစ်နေတော့တာပေါ့ဒါပေမဲ့အဲ့ဒီနေရာကမမြင်အပ်တာတွေကလည်းကိုတူမပြတ်မသားဖြစ်နေတာကိုသိများသိလေလားမသိဘူးအဖြူအမဲကွဲအောင်ကူညီတော့တာပဲအဲ့ဒီညကမိုးတွေတဲကြီးမဲကြီးကိုရွာနေတာဂိုတောင်အစာအိုးတစ်ခုလုံးကတမိုးတွေနဲ့စောက်ထားတာဆိုတော့မိုးတန်ကပုံမှန်ထက်ကျဲပြီး
အရန်လဲဆူနေတော့တယ်မိုးရွာရဲ့မပါမဖြစ်တဲ့ဇက်လိုက်မီးပြတ်တာကလည်းပါလာတော့တာပေါ့ကိုသူကတော့မီးပြက်ကလေးကဒူးတုံနေပြီဘယ်နေရာကနေဘာများထွက်လာမလဲဆိုပြီးကြိုတွေးကြောက်နေပြီသားဒါနဲ့ခြံအောင်ထဲမှာခေါင်းမီးခြုံထားပြီးဓာတ်မီးထွန်းထားရင်ပရီးကလည်းကင်ထားသေးတယ်အဲ့ဒီအချိန်မှာကိုသူနေတဲ့ဓာတ်ခိုးပေါ်မှာလမ်းလျှောက်လာသလိုခြေတံကြားလိုက်ရတော့တယ်ခြေတံကြားရတယ်ဆိုတာထက်လှုပ်နေတာကိုခံစားမိတာပေါ့အားပြင်းပြင်းနဲ့ခက်မြန်မြန်လျှောက်လာတဲ့မျိုးလှုပ်နေတော့ကိုသူလည်းစိတ်ကိုကြိုပြီးပြင်ဆင်ထားလိုက်တော့တယ်ငါစီတော့လာနေကြပြီပေါ့ခဏနေတော့မိုးတန်လေတန်ကြားတဲ့ကနေနားထဲမှာပီပီတတကြီးကြားလိုက်ရတဲ့အတန်ကလေးတွေငိုရင်အမေတွေချော့နေတဲ့အတန်မျိုးပြီးတော့ကလေးငိုတန်ခက်ဆူဆူဒါနဲ့လူကမျက်လုံးတွေပြူးကျဲသွားပြီးနားထဲမှာလည်းအသိပေးခေါင်းလောင်းတွေမြည်လာသလိုတတူတူဆူညံသွားတော့တယ်ပြီးတော့နှာခေါင်းထဲဝင်လာတဲ့အနံ့ကမီးနေတဲ့အနံ့အတန်ကကိုတုကြောဘက်ခြေရင်းသားလောက်ကထွက်လာတဲ့အတန်ဒါနဲ့လက်ထဲမှာပရီးကိုတင်းနေအောင်စုပ်ကင်ထားတော့ဟဲ့ထဆန်းအတန်6ကက်ကက်နဲ့ပြောရင်ကိုတုဆောင်ကိုလာဆွဲတာကိုတုလည်းကြောက်နေတဲ့ဂျားကနေပဲဆောင်လွတ်မတော့အောင်ပြန်ဆွဲထားရင်ဗဇက်ကလည်းအမေကေပါဦးခတူတူတနေပြီဟဲ့ထဆန်းလို့ပြောနေတယ်ဒီတစ်ခါအတန်ကတော့ကိုတုနာနာလေးကတ်ပြောလိုက်တဲ့အတန်မို့လို့ကိုတုခေါင်းနဲ့မကဘူးတကိုယ်လုံးကျိန်သွားပြီးလူကလည်းကြောက်စိတ်ကြောင်သွေးပြက်မတက်အောင်ပူထူလာတော့တယ်ဒါပေမဲ့လည်းပေါက်တဲ့နဘူးမထူတော့ဘူးမို့လို့ဆောင်းကိုတင်းတင်းကြုံရင်ငြိမ်နေလိုက်တော့တယ်ဒီလိုနဲ့အပြင်မှာလည်းမိုးကဆဲစားပြုတ်နေပြီမိုးတန်တွေကနည်းနည်းတော့အားပြော့သွားသည်အဲ့ဒီအချိန်ကိုတုဘေးကအတန်ကလည်းထပ်ထွက်မလာတော့တာနဲ့ကိုတုစိတ်နည်းနည်းလျှော့မဲကြံတော့ကိုတုဆောင်ကိုအတင်းဆွဲတော့တာပဲဆွဲလဲဆွဲအတန်အော်ကြီးနဲ့ဆဲလဲဆဲတယ်ကိုတုလည်းဒီတခါတော့အာပြဲကြီးနဲ့အမလီတာလိုက်ရသည်အဲ့ဒီအချိန်မှာပဲမီးကပြန်လာခဲ့သည်မီးလာတာနဲ့ကိုတုဆောင်ဆွဲခံရတာလဲရက်တန့်သွားတော့တယ်ကိုတုစိတ်ထဲထိတ်ကနေဝမ်းသာသွားမိသည်ရှေ့ရက်တွေကရခဲ့တဲ့အတွေ့အကြုံရဒီကတရေတွေကမီးလာရင်ပြေးတယ်ပဲထင်တာပေါ့ဒါနဲ့ခဏစောင့်ကြည့်ပြီးဘာမှထပ်မထူးကြတာနဲ့ဆိုင်ကယ်တော့နဲ့ဖုံးကိုယူပြီးအောက်ပြေးဆင်းလာတော့တာပဲကိုတုဘယ်လိုမှဆက်မနေရတော့လို့အိမ်ပြန်ပြေးဖို့ဆုံးဖြတ်လိုက်တော့တယ်ဒါနဲ့ဒရောတော်ပါပြေးဆင်းလာရင်ဂိုတော်အတွင်းကနေတန်ကြိုးနဲ့ပတ်ပြီးခတ်ထားတဲ့တော့ကိုဖွင့်ရင်ကရုံကရင်ဖြစ်နေတော့မီးကပြန်ပြတ်သွားပြန်ပြီကိုတုစိတ်ထဲလဲသွားပြီတကယ်လဲနောက်ကနေခက်ပြက်ပြက်အတန်တစ်ခုထွက်လာတော့တယ်မြန်မြန်ကြွကိုတုရောင်ရမ်းပြီးလှည့်ကြည့်လိုက်တော့မိန်းမတစ်ယောက်လက်တစ်ဖက်ကမီးတုပ်လိုဟာကင်ထားပြီးတစ်ဖက်ကကလေးဖွေထားတယ်မိန်းမပုံစံကအယိုးပေါ်အရည်တင်မျက်နှာမဲခွက်ခွက်မဲချောက်ချောက်နဲ့စပင်ကလည်းကောက်ကွက်ကွက်ကျွတ်တူကျတဲ့ကိုတုကိုမကျင်တဲ့တလို့ကြည့်နေတော့ကိုတုစိတ်တင်မီးတုပ်လိုဟာကင်ထားပေမဲ့မီးတောက်နေတာမျိုးမဟုတ်ပဲမီးလုံးကြီးရဲနေတဲ့ဟာမျိုးပြီးတော့မယိုးမသိစကားမိန်းမကဝက်လက်စလက်ကြီးကိုတုကိုလွတ်ရင်ပြေးဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေတာဒါနဲ့ကိုတုလည်းပြေးရောပိတ်နေပြီဆိုတော့လူကကြောက်စိတ်နောက်ကနေဒေါသကပါလာတယ်ပြေးဖို့ဆိုပြီးတောဖွင့်ရမှာမို့လို့စူးစမ်းပြီးဖွင့်နေပေမဲ့တောကဖွင့်မရသေးဘူးတောကဖွင့်မရသေးတော့တောကိုမဲပြီးကင်တုတ်ဆဲရင်လူကလည်းနတ်ဘူးတလို့တုံလာတော့တယ်ကိုတုဆဲတော့နောက်ကမိန်းမလည်းတောက်ခောက်ပြီးအားကြမခံဆဲရီတိုင်းထွာနေတော့တယ်နောက်ဆုံးတောပွင့်သွားတော့အပေါက်ဘေးရထားတဲ့ဆိုင်ငယ်ကိုတော့ထိုးပြီးမောင်းထွက်လာတော့တယ်အပြင်ရောက်တော့စိတ်ထဲနည်းနည်းတက်တာပေမဲ့ခြံဝင်းတကားတော့ကိုနောက်တစ်ခေါက်ဖွင့်ရပြန်ရောမိုးဖွဲတဲ့ခြံတော့ဖွင့်နေတဲ့အချိန်ကိုတုပဲစိတ်ထင်တာလားတော့မသိဘူးနောက်ကနေငိုတန်တွေရောရဲတန်တွေရောကြားနေရတာအဲ့ဒီအချိန်ကိုတုခံစားချက်ကခြောက်ချားလွန်းလို့အငွေ့ပြန်ခြင်းစိတ်တောင်ပေါက်လာတော့တယ်တော့ပွင့်တော့ဆိုင်ကယ်ပေါ်ပြေးတက်ပြီးအမြန်မောင်းပြေးရတော့တယ်အစားကတော့ကိုတုအိမ်ကိုမောင်းတော့မယ်လို့ကြံထားပြီပဲကိုတော်ကတော့မခက်ပဲဒီအတိုင်းထားခဲ့မှာဆိုတော့ပစ္စည်းတွေပါသွားရင်ကိုတုမရောနိုင်တာမို့လို့အဲ့ဒီနာကရက်ကွက်မာနေတဲ့တငယ်ချင်းအိမ်ကိုအရင်မောင်းပြီးအကျိုးအကြောင်းပြောပြီးအကူအညီတောင်းတော့တငယ်ချင်းရဲ့အဖေရဲ့ကလိုက်လာပြီးတယ်ဂိုတော်ရောဂိုတော်ဝင်းတကားရောတော့ခတ်ပြီးပြန်လာတော့တငယ်ချင်းကဒီညတော့သူတို့စီမှာပဲအိတ်ဖို့ပြောလာတော့တယ်အချိန်ကည7 နာရီကျော်ပြီးဖြစ်နေပြီဆိုတော့ကိုတုကိုယ်တိုင်လည်းတယောက်တည်းမပြန်ရဲတာနဲ့တငယ်ချင်းအိမ်မှာပဲအိတ်လိုက်တော့တယ်မအိတ်ခင်စကားတွေပြောကြတော့ကိုတုလည်းသူဖြစ်ခဲ့တာတွေအသေးစိတ်ပြောပြတော့တာပေါ့အဲ့ဒီကြတော့မှတငယ်ချင်းရဲ့အဖေကပြောပြလာတယ်အရင်ကဦးလေးတို့အဖိုးအဖွားတွေလက်ထက်ကအဲ့ဒီဂိုတောင်တွေရှိတဲ့နေရာကကြက်ကုန်းလို့နာမည်ကြီးတယ်နောက်ပိုင်းလူတွေလည်းအဲ့ဒီမြေပေါ်မှာလယ်တွေစိုက်တော့လေလယ်ခွင်းတွေမှာဘာမှမဖြစ်ထွန်းလို့ဒီအတိုင်းပစ်ထားရကနေတချို့လုပ်ငန်းရှင်တွေကဂိုတောင်တွေထားဖို့ဈေးပေါ်ပေါ်နဲ့ဝယ်လာကြလို့ရောင်းပြကြတယ်လို့ပြောတယ်
မြေရှင်တုံးကတောင်ဝင်ပူးတာတွေဖြစ်လို့အမိတ်စာတွေပြန်ကြော်ဝဲတွေပေးပြီးတောင်းပန်ပြီးမှဆက်လုပ်ရဲတာလေလीကိုသူကတော့ငကိုကပရလောကနဲ့ပတ်သက်ရင်တိတ်မကြောက်ပေမဲ့နှစ်ဖူးတွေဒူးတွေတွေ့ပြီးနောက်ပိုင်းတော်တော်ကိုကြောက်တတ်သွားတာလीအခုသာဘာမှမဖြစ်တယ်လို့ပြန်ပြောပြနိုင်ပေမဲ့အဲ့ဒီလုံးကလာပိုင်းလောက်အထိကိုညဆိုဘာကိုကြောက်လို့ကြောက်မှန်းမသိဖြစ်နေလို့စိတ်ကိုအနေထိုင်အောင်ပြန်မွေးလိုက်ရတော့တယ်ကျွန်တော်ရဲ့တင်ဆက်မှုကိုအားပေးနေကြတော့ပရိသတ်အားလုံးအေးချမ်းပျော်ရွှင်ပြီးဘဝရဲ့တနေ့တာဖြတ်သန်းမှုအားလုံးအဆင်ပြေကြပါစေခင်ဗျာပရိသတ်အားလုံးရဲ့ခံစားချက်များကိုလည်း comment box မှာရေးပြီးဝေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျာ